အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ပေါက်ကရ40 channel ရနေပြီးကြိုးစိုးလိုက်ပါတယ်ပေါက်ကရ40 channel ရနေပြီးတင်ဆက်တဲ့ဟာတာတိုးလေးတွေကိုနားထောင်ရင်ရေမောပျော်ရွှင်နိုင်ကြပါသလိုဆုတောင်းလိုက်ပါတယ်ကျွန်တော်ရဲ့ပေါက်ကရ40 YouTube channel ကိုလည်း like and subscribe လေးတွေလုပ်သွားပြီးကြဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးနားဆင်ပေးကြပါအောင်ခင်ဗျာ Nice. လူပြည်၌မြောက်ပင်ပြောဆိုရာတွင်နာမည်ကြီးသောလူတစ်ယောက်တည်ဆုံးသွားပြီးနောက်ငရဲပြည်ယမမင်းကြီး၏နိုင်ငံသို့ရောက်သွားလေသည်ထိုအခါယမမင်းကြီးလက်အောင်ငယ်သားများကယမမင်းကြီးအားအရှင်ဘုရားဤလူမှလူပြည်၌အလုံးမြောက်ပင်တတ်သောလူတစ်ယောက်ဖြစ်ပါသည်တတိထား၍စစ်ဆေးတော်မူပါဖျားဟုကြိုတင်တတိပေးထားကြ၏ထိုလူကိုရှေ့တော်သွင်းเสียယမမင်းကြီးကိုမြင်နေမြင်ချင်းပင်ထိုလူကယမမင်းဆိုတာကြောက်เสียအယုတ်ဆိုးဆိုးလို့ကြားဘူးပါတယ်အခုတော့ကြောက်เสียရုပ်လည်းမရှိအယုတ်လည်းမစိုးပါပဲလားဟုပြောဆိုလိုက်စဉ်ယမမင်းကြီးငယ်သားများကဟောဖျားအရှင်ဖျားကိုမြောက်နေပြီဖျားဟုတင်လျှောက်သောအခါယမမင်းကြီးကဒါတော့ဟုတ်တာပြောတာကွယ်ဟုမိန့်မတော်မူလိုက်ပါသည်